ဒီနေ့ထိခင်ဗျားတို့ဘယ်နှယောက်ထက်ကဘယ်လောက်ကအမေရိကန်ကအကူအညီရောက်လာပြီးကဲတင်လိမ့်မယ်လို့မျိုးလင်းနေတယ်လည်းတော့မသိဘူးခင်ဗျားတို့ကအိန္ဒိချင်းနိုင်ငံတွေဖြစ်တဲ့တရုတ်ထိုင်းအိန္ဒိယအဲ့ဒါတွေကိုစကျင်တာကိုရှော့ဖို့လိုတယ်ဒါတွေကမဖြစ်မနေကျွန်တော်တို့နဲ့တက်လုံးနှီးပါးကိုပဲအတူတူသွားနေရမယ်နိုင်ငံတွေရွှေ့ပြီးပြောင်းပြီးတော့အမေရိကန်တော့သွားကတ်နေလို့မရဘူးနောက်ဆုံးမိကုန်းတစ်ခုမေးချင်တာကခင်ဗျားတို့ကတိုင်းပြည်တည်ဆောက်နေတာလားဒါမှမဟုတ်အလူခံဌာနတစ်ခုဖွင့်နေရလား UWSA ဝကချင် KIO KIA ပဲကြည့်နေပေါင်း30-40ရက်တီလာတာအမေရိကန်အလူငွေနဲ့မဟုတ်ဘူးဒီနေ့ထိခင်ဗျားတို့ဘယ်နှယောက်ထက်ကဘယ်လောက်ကအမေရိကန်ကအကူအညီရောက်လာပြီးကဲတင်လိမ့်မယ်လို့မျိုးလင်းနေတယ်လည်းတော့မသိဘူးဘာမှအက်ကနေဒေါ်လာဘီလီယံချီဝင်လာပြီးစစ်ပွဲပြီးသွားမယ်လို့ထင်နေတာလားမားနေတယ်အဲ့ဒီမျော်လင့်ချက်ကလက်တွေ့မြေပြင်မှာ0ပဲမေးချင်တာကတခုတည်းသူများပေးဘက်မုတ်ကိုစောင့်နေမလားကိုအိတ်ပါကိုစောင့်ပြီးတော့ပတ်ဆက်ရှာမလားပဲ capacity resort အရင်မြင့်မရှိရင်ဘာမှဆက်လုပ်လို့မရဘူးအစိုးရပဲလှုပ်လက်နဲ့ကင်ပဲလှုပ်ခိုင်မအကောင့်တဲ့တရားဇာတာပဲဖြစ်ဖြစ်ဝင်ငွေလမ်းကြောင်းရှိမှသာအလုပ်ဆက်လုပ်လို့ရတယ်ပထမအုပ်စုပြောချင်တာကအနောက်အုပ်စုရဲ့အကူအညီဆိုတဲ့ပူပေါင်းမှုကိုပူပေါင်းပေါ့ဗျာဖောက်ထုတ်ကြည့်လိုက်ခင်ဗျားတို့ Facebook မှာဘာမှအတူပြုပြီးနော် YouTube တွေမှာပြောနေကြတယ်အရင်ကတည်းကနေဘာမှအဲ့ဒီအမေရိကန်အကူအညီတွေတအားပတ်သက်နေတာ share ကြတယ် US Congress က2024ဘန်ဒါရေးနှစ်စည်ရင်းမှာပဲကြည့်လိုက်ပါဗျာအမေရိကန်ကမြန်မာအရေးအတွက်အကုန်လုံးအစုပ်ထိသုံးဖို့ခွင့်ပြုထားတဲ့ငွေပမာဏဒေါ်လာ120တန်းပဲရှိတယ်နဲလားဆိုတော့မနဲပါဘူးဒါပေမဲ့တေချာပြန်စဉ်းစားကြည့်ပါအဲ့ငွေတွေက non lethal လက်နက်မဟုတ်တဲ့ခေါင်းစဉ်အောက်မှာ technical support now democracy program အဲ့ဒါတွေအကုန်လုံးကကျွန်တော်တို့ဖက်က democracy program ဆိုရင်အဝေးပဲသိနီးပညာ support ဆိုတာလည်းဘယ်လိုအခြေအနေမှမသိဘူးဘယ်သူပေးရမှမသိတာပို့ဆိုးတယ်မဟုတ်လားလက်ရှိမှာတော်လာရေးစစ်ရေးအနိုင်တိုင်းမဲ့လူတွေပြောနေတဲ့စိတ်မြင့်ပြင်းရဲ့ဈေးကွက်ပေါက်ဈေးရောသိပဲလား black market ရဲ့ပေါက်ဈေးကနယ်စပ်တွေမှာပဲရှိတယ်ချိန်ပြီးတော့ထိုးကြည့် report တွေရစစ်ရေး report တွေARD မှာလည်းပေါက်ဖူးတယ်ထိုင်းနယ်စပ်မှာကိုဈေးကွက်ရဲ့မောင်းပြန် automatic rifle တစ်လက်ကိုဒေါ်လာ4000ကနေ6000ကျားကျပ်300ကနေ300ကျားပေါက်တယ်60မမဗုဒ္ဓတစ်လုံးကိုဒေါ်လာ90ကျော်နေပြီ60မမဗုဒ္ဓတစ်လုံးပြီးတော့ကျွန်တော်တို့ထားလိုက်ပါတော့အမေရိကန်ကနေ120တန်းလောက်ရောက်ခဲ့ရင်တော့မှပဲစစ်တနိုင်ငံလုံးရဲ့ကုန်ကျစရိတ်နဲ့ရှင်မယ်ဆိုရင်စင်ပါဇက်ကိုနမ်းပတ်တယ်လို့ပဲမဟုတ်လားဘာမှလုပ်လို့မရလားဘယ်သူတွက်မှပြောတော့မဟုတ်လေဒီချိန်တွေပဲကြည့်ယူကရိန်းတို့အစ္စရေးတို့ကိုပေးနေတဲ့ဘီလီယံချီတဲ့စစ်လက်နက်အကူအညီနဲ့ရှင်ကြည့်ရင်ကျွန်တော်တို့ဟာစင်ရင်အင်းထဲမှာလာမှာမပါတဲ့မုတ်ဖိုးပေးတဲ့သဘောလောက်ပဲရှိတယ်ဆိုတော့လက်ခံဖို့လိုတယ် yes or no အဲ့တော့ဘာလုပ်ကြမလဲရှင်းလေးပါပဲအဖေကရှင်းပါတယ် donation အလူငွေခက်ကကုန်သွားပါပြီလောက်ကုန်သွားပြီခင်ဗျားတို့ရရှိထားတဲ့အရင်ဟာတွေတော့မပြောချင်ပါဘူး test station လို့ခေါ်တဲ့အခွန်ဘန်တာခက်ကိုစနစ်တကျနဲ့သွားမှကိုရတော့မှာမဖြစ်မနေပဲတော်လိုင်းတစ်ခုရေးချီတည်ထားဖို့ဆိုတာ click to donate နော် YouTube မှာ click နှိပ်ပေးရုံနဲ့မရဘူးနာမည်တစ်ခုကိုပိုင်ဆိုးရဲဆိုတော့အဲ့ဒီနာမည်ကနေ revenue ခေါ်တဲ့ဝင်ငွေအဲ့ဒီဝင်ငွေကိုစနစ်တကျရှာပြီးတော့စီစစ်ပြီးတော့သုံးစွဲနိုင်မှာအစိုးရဆိုတဲ့ government ဖြစ်တာ yes or no ခင်ဗျားတို့ဘာနဲ့ရက်တိမှာလဲ uniform ရှိရလောက်နဲ့အစိုးရဖြစ်တာမှမဟုတ်တာတက်တိပြမယ်ကျွန်တော်ဥပမာဘာမှမကြည့်တဲ့ UWSA ဝကချင် KIO KIA ပဲကြည့်နေပေါင်း30-40ရက်တီလာတာအမေရိကန်အလူငွေနဲ့မဟုတ်ဘူးနေပေါင်း30-40ရက်တီနေတာ UWSA တို့ KIA တို့ KIO တို့ကအမေရိကန်အလူငွေနဲ့မဟုတ်ဘူးနယ်စပ်ကုတ်သွယ်ရေး border trade တရားဇာတာအခွန်စနစ်ကြောင့်ရက်တီနေတာ yes or no အမေရိကန်ကပေးတဲ့ဒီဘာမှအဲ့လိုမျိုး120တန်းနဲ့ရက်တီနေတာမဟုတ်တာအခုချမ်းမြောက်မှာMNDA နဲ့မဟာမိတ်တွေကချင်းရွှေဟော်မူဆယ်105မိုင်ဂိတ်တွေကိုတိတ်လိုက်တာဘာဖြစ်လို့လဲစစ်ကောက်စီလက်ထက်မူဆယ်နယ်စပ်ကုတ်သွယ်မှုပမာဏတစ်နှစ်ကိုဒေါ်လာ9ဘီလီယံကျော်ရှိတယ်စစ်ကောက်စီလက်ထက်မှာနော်အခုအဲ့ဒီငွေတွင်းကတော်လိုင်းလက်တွေထဲတပ်ဖွဲ့တွေတဲ့ဥပမာပေါ့မူဆယ်နားမှာဆို105မိုင်တစ်ဝိုင်းမှာဆိုရင်မီနဂါတက်တော့ AA တို့ TNA တို့ MNDA တို့ရှိတယ်ဒီတော့
ဒါဟာအနောက်နိုင်ငံကပေးမဲ့120တန်းဆိုတာတဲ့အစာပေါင်းများစွာပို့ရေးပါတဲ့ national income တစ်ခုဖြစ်တယ်လေမဟုတ်လားဒီတော့တချို့နိုင်ငံသမားတွေ social influencer တွေနော်တအားကြီးဒေါ်လာကြီးထောက်ခံနေတဲ့ဆရာကြီးတွေပြောလိုက်မယ်တရုတ်ကဂိတ်ပိတ်ထားတယ်အမေရိကန်ကဒီမိုကရေစီလေထိုင်းကလည်းစစ်ကောက်စီပဲပါတယ်နယ်စပ်ကိုအားကိုးလို့မရပါဘူးအဲ့ဒါကကိုမရလို့ပြောတဲ့စကားဘာဖြစ်လဲမကြသိခင်ကတရုတ်ကဂိတ်တွေပိတ်လို့ရှမ်းမြောက်မှာတော့စီစေးတပိတ်တော်ဟို18000ကျပ်ဖြစ်သွားတာကိုထောက်ပြကြလိမ့်မယ်ကျွန်တော်တရုတ်ကပိတ်လို့ပေါ့ဗျာတရုတ်အပိတ်ဖွင့်တရုတ်ရဲ့ကျိုးကင်တာခံရမယ်ပေါ့အဲ့လိုမျိုးထောက်ပြကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ခင်ဗျားတို့မမြင်တာကအဲ့ဒီဟာတွေအကုန်လုံးက Hiking Agreement Hiking ဆွေးနွေးပွဲနောက်ကွယ်ကကန်လန်ချက် PR တွေနဲ့စကားပြောမှုတွေကြောင့်လာတာဒီဟာတွေကိုအချက်လက်တွေလည်းပြထားပြီးသားအစီရင်ခံစာတွေမှာလည်းတွေ့နိုင်ပါတယ်တရုတ်ကနယ်စပ်ကုတ်သွယ်ရေးအခွန်ခွဲဝေမှု revenue sharing ကို80-30အချိုးနဲ့အဆိုပြုခဲ့ဖူးတာကိုလည်းအားလုံးလည်းသိကြမှာပဲနာမည်စိုးမိုးနိုင်တဲ့သူက80 U 30ရာခိုင်နှုန်းစစ်ကောက်စီကိုပေးဖို့အဲ့လိုမျိုးပြောခဲ့တာမျိုးကြီးအားလုံးသိပြီးသားပဲမဟုတ်လားဒါဘာကိုပြနေလဲတရုတ်ကဘသူကိုချစ်လဲဆိုတာကြည့်တာမျိုးမဟုတ်ဘူးဘသူနာမည်ထိုက်ချုပ်ထားလဲဘသူဂိတ်ဆောင်နေလဲဆိုတာကိုကြည့်တာလေ yes or no အခုဆိုရင်စက်ကောက်စီပို့ပြီးတော့ကြက်တဲလာလို့ပဲလမ်းခီးပို့ရှည်တဲ့တာချီလိုက်ဆိုတဲ့ဖက်ကနေပြီးတော့ကုတ်သွေးလမ်းမှာအမတ်3လနှစ်လားမသိဘူးအဲ့ကောင်ကနေပြန်ပြီးတော့စဉ်းစားနေရတယ်လေအဲ့ဒါမိုင်းလာတော့ဘာလို့ဖက်ဖို့ဗျာရွှေသတိကံဖက်ပေါ့ထားလိုက်ပါတော့ဒါတော့မဟုတ်သေးပါဘူးဒီတော့ဆိုလိုချင်တာကခင်ဗျားတို့ကျွန်တော်တို့အဖွဲ့တော်လိုင်းအင်အားစုတွေကပဲဖြစ်ဖြစ်နယ်ဇက်ကိုတကယ်စိုးမိုးနိုင်ရင်ကုန်စည်စီးဆင်းမှုကိုထိန်းချုပ်နိုင်ရင်ကိုဒေတာရဲ့အုပ်ချုပ်ရေးခိုင်မာနိုင်ရင်အိန္ဒိချင်းနိုင်ငံတွေကခင်ဗျားနဲ့ဆက်ဆံရလိမ့်မယ်ဆိုတာရှင်းနေတာပဲမဟုတ်လားအေးတို့လည်းဒီအကွက်နဲ့ခင်းတယ်ရှမ်းမြောက်မှာလည်းဒီအကွက်နဲ့ပဲသွားတယ်KIA တို့လည်းနယ်ဇက်နဲ့ဒီတရားစာတောက်ပြီးထိချုပ်ထားတယ်အဲ့ဒါကအခေရပဲအနောက်မျောပြီးတော့မဟုတ်ဖို့ပေးတာလေးတွေပေးလာဖို့ဆိုတာမျောလို့မရဘူးဆိုလို့ချင်တာကဒီနယ်ဇက်စိုးမိုးမှုနဲ့ဟာဒီမိုကရေစီနဲ့လည်းမဆိုင်ဘူးစစ်အာဏာရှင်နဲ့လည်းမဆိုင်ဘူးတော်လှန်ရေးနဲ့လည်းမဆိုင်ဘူးခင်ဗျားထိချုပ်ထားရင်ခင်ဗျား80ရမှာပဲဒီတော့သူတို့လို့ချင်တာမြန်မာနိုင်ငံဒီမိုကရေစီလည်းမဟုတ်ဘူးကုန်သွယ်ရေးတည်ငြိမ်မှု trade stability ပဲလေကြောင့်အနောက်ကိုမျောပြီးတော့အိန္ဒိချင်းကိုကြောခိုင်းတာဟာနိုင်ငံရေးအသေးခံပြုဟာဖြစ်နေတာပဲ yes or no အနောက်ကိုမျောလို့မတင်တော့ဘူးမရတော့ဘူးမြင်သာအောင်ဥပမာတစ်ခုပေးမယ်ဗျာအနောက်နိုင်ငံရဲ့အကူအညီအမေရိကန်တို့ရဲ့အကူအညီ western အဲ့ပေါ့ဗျာအဲ့ဒါကမီးစက် generator တစ်ခုနိုးထားသလိုပဲစီရှိနေတော့သူတို့စိတ်ပါတော့မြေရှားများရနိုင်မလားဆိုတော့မျောလင်းချက်လေးရှိနေတော့လင်းနေလိမ့်မယ်စီပြတ်သွားလို့မြေရှားဟာတရုတ်လက်ထက်ပါသွားပြီးလို့ထင်လိုက်လို့မီးမိတ်ပြီးတော့ရေရှည်အောက်ကိုလို့ဘာတစ်ခုမှရမှာမဟုတ်ဘူးစီမီးစက်ကိုပိတ်ပစ်လိုက်မှာပဲနယ်စပ်ကုတ်သွယ်ရေးနဲ့အခွန်စနစ် border trade and tax ဆိုတာကဒါအပိတ်ဆက်ရုပ်ကိုကိုယ်တိုင်တိဆောက်တာနဲ့တူတယ်စတိုင်းအစပိုင်းမှာလှုပ်ဆောင်ရတာခက်လိမ့်မယ်တရုတ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကိုထိချုပ်လို့ကျတော့ပြောတယ်ခက်လိမ့်မယ်အချိန်ယူရမယ်ဒါပေမဲ့ခိုင်မာသွားရင်ခင်ဗျားတို့24နိုင်လုံးမီးလင်းမဲ့ generator တလုံးကိုဘာသာကိုတိဆောက်တယ်လို့ဖြစ်သွားလိမ့်မယ်ကိုမီးကိုတောက်ရမယ်အဲ့ဒါကိုပြောနေတာပဲမဟုတ်လားဒီတော့စဉ်းစားကြည့်ပါအခုချိန်ဒီနောက်နိုင်ငံရဲ့မီးစက်တန်ကိုနားထောင်ပြီးတော့တာယာနေတော့လားကိုဘာသာကို power plant တစ်ခုကိုတိဆောက်ဖို့ပြင်ပါလားဒါအရေးကြီးဆုံးဆုတ်ဖြတ်မှာပဲမေးစရာတော့ရှိလာမှာပေါ့ဒီကာလမှာပြည်သူတွေတယောက်ချက်တဲတာအခွန်ကောင်းရင်ပိုချက်တဲမလားဆိုပြီးတော့မှန်ပါတယ်စစ်ပေးရှောင်နေရတဲ့ပြည်သူတွေကအခွန်ကောက်ဖို့ပြောနေတာမဟုတ်ဘူးစီးပွားရေးလမ်းကြောင်းတွေမှာစီးပွားဖြစ်ကုတ်သွယ်နေတဲ့လမ်းကြောင်းတွေကနေယူဖို့ပြောနေတာတရားစာသားလောက်ကွက်တွေနေသားကဲတွေမှာစနစ်တကျအခွန်တွေကိုစနစ်ကျတဲ့အခွန်မရှိရင်ဘာဖြစ်မလဲဆိုတာကိုလည်းတွေးဖို့လိုတယ်ကုန်စည်နှုန်းပိုတက်တယ်ဆိုတာပောက်ပြ40ဂိတ်တွေများနေလို့ပိုတက်တာပဲမဟုတ်လားဒီတော့အခုမိပြင်မှာဖြစ်နေတဲ့ဂိတ်တိုင်းမှာလက်နက်ကင်ပြီးဆက်ကြေးပုံစံမျိုးဖြစ်နေတာဒါဟာပြည်သူပိုဒုက္ခပေးတာစနစ်တကျမရှိတဲ့အုပ်ချုပ်ရေးရန်တရားကြောင့်ဖြစ်တာလေ yes or no ဘာဂိတ်တွေမှမသိဘူးဟိုဘက်လည်းပေးရဒီဘက်လည်းပေးရတယ်မနေဘူးဈေးတက်မှာပဲလေဘယ်ကုတ်တယ်မှဈေးကိုတော်လိုင်းထက်တွေကိုငါတို့အိတ်ဆိုင်ပြီးလူလိုက်တယ်ဈေးမလို့ပုံမှန်တိုင်းပဲရောင်းပါမယ်လို့မပြောပါဘူးမဟုတ်လားအဲ့လိုမျိုးပေါ့ဒီတော့တော်လိုင်းအင်အားစုတွေကနယ်စပ်ဂိတ်တွေကိုစနစ်တကျထိချုပ်ပြီးတရုတ်ထိုင်း
အိန္ဒိယလက်တွေ့ကျတဲ့သဘောတူညီချက်လုံနိုင်ရင်တော့ဆဆပြောသွားတဲ့ဥစ္စာနဲ့ခက်စစ်စင်ပဲအရင်မြေ resort ဖုန်း internet line တခြားနေစားထိစပ်နေတဲ့ဟာတွေမှာပြည်သူ့အုပ်ချုပ်ရေးရတိဆောက်ဖို့ capacity တွေရလာမှာပဲတစ်ဖက်ကလည်းစစ်ကောင်စီရဲ့နိုင်ငံခြားဝင်ငွေကိုဖျက်တောက်ပြီးသားဖြစ်သွားမှာပဲနိုင်ငံတကာကလည်း de facto government ဆိုပြီးတော့လက်ခံလာမှာပဲ yes or no ဟုတ်လားဒါအကောင်းဆုံးအခြေအနေမဟုတ်ဘာအကောင်းတာရှိသေးလို့လဲကျွန်တော်ပြောတာမားနေလားဒါအသေးချဆုံးပဲလေဘယ်ဖက်ကကြည့်ဒါအကောင်းဆုံးပဲလေနေနဲ့ကိုနေနဲ့မားနေလားနေကတိတန့်ရှိပါတယ်နေလဲပုံမှန်တိုင်းကောင်းပါတယ်နော်တခြားလူကပြောတော့ကျွန်တော်စိတ်ဝင်စားပါဘူးဒီတော့ပြောချင်တဲ့အစိုးဆုံးချင်တွေကအနောက်ကိုပဲဆက်မြော့ပြီးတော့နေစမ်းမှာအုပ်စုဖွဲ့ဂိုင်းကွဲတွေလို့စက်ကြီးပုံစံမျိုးကောက်နေမယ်ဆိုရင်ဒါဟာစနစ်ကျတဲ့အုပ်ချုပ်ရေးမဟုတ်တဲ့အတွက်ကြောင့်တရုတ်ကလည်းလူအဲ့နေဇက်ကိုအသေးပိတ်တာမျိုးသူကိုယ်တိုင်ဝင်ပါတာမျိုးလုပ်မယ်တော်လိုင်းအင်အားစုတွေအတွက်လက်နက်ဈေးတွေပါဆက်တက်နေမှာပဲအဓိကနေဇက်အုပ်ချုပ်ရေးကပိုးတော့သိချသေးလူအပ်သေးတယ်တော်လိုင်းရေးစစ်ဘီရင်ဝါဒစီကိုဥတီသွားပြီးဆိုပြီးတော့အဲ့ဒီလိုမျိုးတကွက်တပြားဖြစ်ပြီးအုပ်ချုပ်ရေးနဲ့အခွန်ကောက်နေတဲ့ရွေးရတော့ပြည်သူတွေစိတ်ပြတ်သွားမှာပဲညီကောချုပ်ပြောချင်တာကနိုင်ငံရေးခေါင်းဆောင်တွေအထူးသိချအောင်သိဖို့လိုအပ်တာကတရားဝင်မှု legitimacy ဆိုတာကုလသမဂ္ဂမှာမဲပေးရုံနဲ့ထိုင်ခွင့်ရနေတာနဲ့မတူဘူး။နယ်စပ်ဂိမ်းမှာကိုယ့်ရဲ့တစိတ်တော့ထူးနိုင်မှာပဲတရားဝင်မှုဆိုတာရတာ။ကုလသမဂ္ဂပေးလို့တရားဝင်မှုမရဘူး။ Yes or no သူအတိမပြပြဘာမှအရေးမကြီးဘူး။အမေရိကန်ရဲ့ဘာမှအကစိတ်ဓာတ်ခွန်အားတတပဲရှိတယ်တကယ်အသက်ရှူပေါလိုက်ဆိုတာကတရုတ်ထိုင်းအိန္ဒိယနယ်စပ်မှာပဲရှိတယ်ဒီတော့ခေါင်းဆောင်တွေကပြည်သူတွေကဒီတောက်ချက်ကိုချက်ချင်းပြောင်းလဲဖို့ကျွန်တော်အကြံပြုချင်တာကအနောက်နိုင်ငံရဲ့အကူအညီကို bonus လို့ပဲသဘောထားပါပြည်တွင်းအခွန်နဲ့နယ်စပ်ကုတ်သွယ်ရေးကိုအဓိက main strategy အနေနဲ့ပြင်ဆင်ပြီးတော့လုပ်ရမှာနံပါတ်1ကတော့မြေပြင်တပ်ဖွဲ့တွေကောက်သမျှအခွန်စနစ်တစ်ခုနဲ့တွားဖို့လိုအပ်တယ်မဟုတ်ရင်ခင်ဗျားတို့ကစစ်ဘီရင်ပဲစိတ်နဲ့ကြတဲ့ခွဲဝေမှုစနစ်တွေကိုတွင်းမပဲခင်ဗျားတို့ကခိုင်မာတဲ့အစိုးရပုံစံဖြစ်မှာမဟုတ်ရင်မဖြစ်ဘူးချင်တာကဂိတ်ပိုင်စိုးမိုးရေးလုံးနေတာတွေကိုပြက်တအရေးယူဖို့လိုတယ်ဂိတ်ပိုင်စိုးမိုးရေးဆိုတာဝါတာဂိတ်ပိုင်စစ်ပြေဝါဒနဲ့စိုးမိုးရေးလုံးနေတာခင်ဗျားတို့ကအိန္ဒိချင်းနိုင်ငံတွေဖြစ်တဲ့တရုတ်ထိုင်းအိန္ဒိယအဲ့ဒါတွေကိုစကျင်တာကိုရှော့ဖို့လိုတယ်ဒါတွေကမဖြစ်မနေကျွန်တော်တို့နဲ့တက်လုံးနှီးပါးကိုပဲအတူတူသွားနေရမယ်နိုင်ငံတွေရွှေ့ပြီးပြောင်းပြီးတော့အမေရိကန်တော့သွားကတ်နေလို့မရဘူးနောက်ဆုံးမိကွန်းတစ်ခုမေးချင်တာကခင်ဗျားတို့ကတိုင်းပြည်တည်ဆောက်နေတာလားဒါမှမဟုတ်အလူခံဌာနတစ်ခုဖွင့်နေရလားအဖေကခင်ဗျားတို့လောက်ရပုံမှာမူတည်တယ်